ရာသခင်ဖန်ဆင်းပေးထားသလားကွယ်ရာပလီနဲ့ကိုရဲ့ရင်ခွင်အောက်ကကောင်းမလေးမင်းရဲ့ပေါ်နှခမ်းပါလေးပြုံးလိုက်တဲ့ခါဒီကဘာမှာဘာနဲ့မှလဲလို့မရတဲ့အလားတရားပဲလေပခုံးတီဝဲကြနေတဲ့စံသာနူလေးတွေနဲ့သူများတွေထဲပိုပြီးထူချလာပလုံးနေငေးကြည့်ရင်နဲ့ရင်ထဲမှာမျက်နှာရသူလေးမင်းရဲ့နာမည်စာဤဆိုတဲ့အတန်လေးကြားရင်ပဲကိုယ်ကနှလုံးသားတစ်ခုလုံးလောက်ခတ်သွားရတယ်ဒီကဘာပေါ်မှာမင်းကိုချစ်ဆုံးမှာမင်းကလွယ်လို့ကိုဘဝမှာဘယ်သူမှမလိုဘူးကွယ်အသက်ရှူတိုင်းမှာမင်းတယောက်တည်းရှိတဲ့ရင်ခွင်တွေကပူပူလေးကိုအသက်ထမကမျက်နှာလေးမင်းဟာကိုရဲ့တူတဲ့တော့ကဘာလူတွေကြားထဲမှာမင်းကအထူးခြားဆုံးအလားစကားပြောရင်ချိုသာလုံးနဲ့အသက်ဆွဲလေးရဲ့စိုးရိမ်နဲ့မင်းလေးစိတ်ကောက်သွားမှအနာမှာမျက်ရှိပြီးအလိုလိုက်ချင်တာကိုရဲ့တသက်တာအချစ်ဆုံးမို့ပါဘလောက်ပဲဝေးကွာပါစေအချစ်တွေမပြောင်းလဲဘူးမင်းလေးရဲ့လက်ကိုဆွဲပြီးအမြဲတမ်းရှောင်းလန်းမယ်ကိုဘဝရဲ့ကံကောင်းခြင်းကမင်းလေးပဲမိမ့်မယ်အသက်လေးရဲ့ဒီဘဝမှာမင်းကိုချစ်ဆုံးမှာမင်းကလွယ်လို့ကိုဘဝမှာဘယ်သူမှမလိုဘူးကွယ်အသက်ရှူတိုင်းမှာမင်းတယောက်တည်းရှိတဲ့ရင်ခွင်တွေကပူပူလေးကိုအသက်ထမကမျက်နှာလေးမင်းဟာကိုရဲ့တူတဲ့တော့ကဘာမင်းကလွယ်လို့ဘယ်သူမှမလိုဘူးကိုရဲ့ရင်ခွင်မီအရက်လေးနဲ့ကောင်းမလေးမင်းကိုချစ်ဆုံး